မက်ဆီကိုတဲစိန်ခေါ်လိုက်တဲ့ဆွန်ဟောင်မင်းအားလုံးပဲမင်္ဂလာပါဗျာမက်ဆီ55 Auto Channel လေးကနေပြီးတော့ပြန်လည်ကြိုလိုက်ပါတယ်ဒရီယန်ကစားသမားဟောင်းဆွန်ဟောင်မင်းဟာလီယိုနယ်မက်ဆီနဲ့အင်တာမီယာမီတို့ဒီဟာဒီဘလို့အောင်မြင်မှုတွေရရှိထားတယ်လဲဆိုတာစောင့်ကြည့်နေခဲ့ပြီးနောက်ရသည့်အတွက်ကြိုတင်စိန်ခေါ်ထားလိုက်ပါပြီမက်ဆီနဲ့အင်တာမီယာမီကပြီးခဲ့တဲ့အပတ်မေဂျာလိဖိုင်နယ်ပွဲကြီးမှာဗန်ကိုဘာဖိုက်ကတ်အသင်းကို3-1နဲ့အနိုင်ရရှိခဲ့ပြီးတဲ့နောက်မေဂျာလိချန်ပီယံအဖြစ်ပထမဆုံးအကြိမ်အောင်ပွဲခံနိုင်ခဲ့ကြပါတယ်ဆွန်ကပြီးခဲ့တဲ့နေရာဒီမှာစပါးအသင်းကနေထွက်ခွာလာခဲ့ပြီး LAFC ကိုရောက်ရှိလာခဲ့ပါတယ်ဆွန်ကမေဂျာလိကိုရောက်ချင်ပါတယ်သူရဲ့ဂျာစီတွေကိုစိုင်းနေတင်ရောင်းချနိုင်ခဲ့ပြီး Star Power အသင်းအဖြစ်မေဂျာလိကိုတောက်ပစေခဲ့ပါတယ်ဆွန်က2025မေဂျာလိရာသီကုန်ဆုံးပြီးတဲ့နောက်အနားရနေတော့ဒီတစ်ပတ်ကစားခဲ့တဲ့စပါးအသင်းရဲ့ချန်ပီယံလိပွဲစဉ်မှာအင်္ဂလန်ကိုပြန်ခဲ့ပြီးပရိသတ်ကိုတက်ရောက်နှုတ်ဆက်ခဲ့ပါတယ်ဒီတော့ကဆွန်ဟာခရစ်စတန်ရိုမဲရိုနဲ့စကားပြောနေရင်မက်ဆီအကြောင်းကိုထည့်ပြောခဲ့ပါတယ်ဆွန်ကဒီနေ့တော့မက်ဆီကိုမေဂျာလိဖလားပေးလိုက်ရပြီကွာနောက်နေ့တော့ငါတို့အသင်းထိပ်ဆုံးကဖြစ်အောင်ကြိုးပြီလို့ရိုမဲရိုနဲ့စားနောက်ပြောဆိုခဲ့ပါတယ်မက်ဆီကအင်တာမီယာမီရဲ့ဖလားအောင်မြင်မှုအတွက်အဓိကအားထုတ်စွမ်းဆောင်ပေးခဲ့တဲ့ကစားသမားကြီးဖြစ်ပါတယ်။အသက်38နှစ်အရွယ်ကနဝင်ကစားသမားကြီးမက်ဆီဟာသွင်းဂိုး29ကိုဖန်တီးမှု19ကျင်းပြုလုပ်ထားပြီးအင်တာမီယာမီကိုအဆင့်3နဲ့ရာသီသိမ်းစေခဲ့ရင်ပလေးအော့တိုက်ရိုက်တက်ခွင့်ကိုရယူပေးနိုင်ခဲ့ပါတယ်။ပလေးအော့မှာဘောလုံးတရား10ကျင်းရထားတဲ့ဘောလုံးနဲ့ဖျားကြီးမက်ဆီဟာသွင်းဂိုး6ကိုဖန်တီးမှု9ကျင်းပြုလုပ်ရင်မေဂျာလိရာသီကုန်ပလေးအော့မှာဂိုးပေါင်ရင်ပတ်သက်မှုအများဆုံးပြုလုပ်နိုင်ခဲ့တဲ့ကစားသမားအဖြစ်စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ဆိုကလည်း LAFC နဲ့ကောင်းမွန်တဲ့ပွဲဥထွက်ရာသီကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။အသက်33နှစ်အရွယ်ကစားသမားကြီးဟာဒီရာသီမှာ LAFC အတွက်73ပွဲနဲ့ပေါင်ရင်ကစားပေးခဲ့ပေမဲ့သွင်းဂိုးဆက်နယ်ကိုဖန်တီးမှု၄ချိန်ပြုလုပ်နိုင်ခဲ့ပါတယ်။ပလေးအော့မှာဆိုရင်အသင်းကဗန်ကိုဗာဖိုက်ကတ်အသင်းကိုရှုံးနေပြီးအနောက်ပိုင်းကွန်ဖရင့်လိဒုတိယအဖြစ်နဲ့ကျင်းပလိုက်ရပါတယ်။မက်ဆီကမေဂျာလိ MVP ဆုကို2ရာသီဆက်တိုက်ရရှိထားသလိုမေဂျာလိရှင်ဖက်နဲ့ဖလားအောင်မြင်မှု၄လုံးအထိရယူထားပါတယ်။ဒီတော့ဆွန်နေနဲ့မက်ဆီကိုအနိုင်ယူခြင်းနဲ့ဆိုရင်အသင်းလိုက်အနေနဲ့တည်းမဟုတ်ဘဲတကူတော်မှတ်တမ်းကောင်းတွေကိုကြော်ဖြတ်ပြဖို့လိုအပ်ပါတယ်။ဆွန်အတွက်နောက်ရာသီမှာမေဂျာလိဘောလုံးရာသီကိုပထမဆုံးအကြိမ်အပြည့်ဖြတ်တန်းခွင့်ရတော့မှာပါ။စိတ်ဝင်စားဖို့ကောင်းတာက2026ဘောလုံးရာသီအဖွင့်မှာမက်ဆီရဲ့အင်တာမီယာမီနဲ့ဆွန်ရဲ့ LAFC တို့ထိပ်တိုက်တွေ့ဆုံသွားကြမှာပါ။ရာသီသစ်ကိုမြန်မာစံတော်ချိန်ဖေဖော်ဝါရီ22ရက်နေ့မှာစတင်သွားမှာဖြစ်ပြီးပြိုင်ဆိုင်မှုပြင်းထန်တဲ့မေဂျာလိကိုရင်ခုန်ခန်းစားကြပါမယ်။ထိုင်းမှာအားကစားချစ်သူရွှေမာကြီးကိုတို့အတွက်မြန်မာကြီးစွာရဲ့တိုင်းကစားခြင်းနဲ့ဆိုရင် Messi 55 Auto ရဲ့ line စိမ်း ID @messi55auto ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။